ဒီမင်းကလေးကတော့အလှပြင်စနစ်ပါတဲ့ဖုံးစော်ဝဲတစ်ခုကိုဒေါင်းလုတ်ဆွဲလိုက်တာပါဒါပေမဲ့ထုတ်ထားတဲ့မျက်နှာအတိုင်းတကယ်ပြောင်းသွားမယ်ဆိုတော့သူမလုံးဝထင်ထားခဲ့ပါဘူး။ကျောင်းကသူငယ်ချင်းတွေလည်းသူမကိုမြင်လိုက်တာနဲ့အားတင်သွားကြပါတယ်။အဲ့ဒီနေ့ကစပြီးအမဟာကျောင်းထဲမှာလူများဆုံးစိတ်ဝင်စားခံရတဲ့ကောင်မလေးဖြစ်သွားပါတော့တယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲစော်ဝဲတဲကနေသတိပေးစာတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။ပြီးပြည့်စုံတဲ့အစမ်းသုံးပြုခွင့်ကနောက်ထပ်9မိနစ်နေရင်အဆုံးသတ်တော့မယ်ဒီစာကိုမြင်လိုက်ဒါနဲ့အမကထိတ်လန့်သွားပါတယ်။အစမ်းသုံးပြုခွင့်ပြီးသွားရင်သူမရဲ့မူလရုပ်ရည်ကိုပြန်ဖြစ်သွားမှာကိုကြောက်လို့အိမ်သားတဲကိုအမြန်ပြေးဝင်ပြီးပုံနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲနောက်ထပ်သတိပေးစာတစ်ခုထပ်ရောက်လာပါတယ်။စမ်းသုံးပြုခွင့်ကုံဆုံးသွားပါပြီ။တက်ပုံကိုကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့မျက်နှာကမူလပုံစံအတိုင်းပြန်ဖြစ်သွားတာကိုမြင်လိုက်ရပါတယ်။အမကဒီအဖြစ်ကိုလုံးဝလက်မခံနိုင်ခဲ့ပါဘူး။ဒါကြောင့်စော့ဝဲဖန်တီးသူကိုအပြည့်စုံအသုံးပြုခွင့်ကိုဘယ်လိုဝယ်ရမလဲဆိုပြီးချက်ချင်းစာဖို့မေးလိုက်ပါတဲ့အဖြေကလည်းချက်ချင်းပြန်လာပါတယ်။စကားပြောချင်ရင်ကျောင်းအုပ်ချုပ်ရေးရုံးကိုလာခဲ့အမရောက်သွားတဲ့အခါအတန်းပိုင်ဆရာမကသူမကိုတရားဝင်အသုံးပြုခွင့်ပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့စာချုပ်ကိုကိုသွေးနဲ့လက်မထိုးရမယ်ဆိုတဲ့အခြေအနေတစ်ခုရှိနေပါတယ်။ Blog Fusion ကနေကြိုးဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးအမလက်မထိုးလိုက်ပြီးတဲ့နောက်မှာတော့သူမဟာတကယ်ကိုမယုံနိုင်လောက်အောင်လပ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလကိုစက်ထင်းထားချင်ရင်ဖုန်းကိုဘယ်တော့မှပေးလို့မရသလိုပျက်စီးသွားလို့လည်းမရပါဘူးမဟုတ်ရင် software ကလုံးဝပျောက်သွားမှာပါဒီနေ့မှာတော့အမကသူ့ရေးစားနဲ့တွေးဆုံချင်းထားတော့ဖုန်းအားကုန်တော့မဲ့အခြေအနေကိုသတိထားမိလိုက်ပါတယ်ချက်ချင်းပဲအရန်ထိတ်လန့်သွားပြီးစာသင်ခန်းထဲကိုအယူလိုပြန်ပြေးကအာသွင်းကိရိယာကိုအသေးတန်လိုက်ရှာပါတော့တယ်အာသွင်းထားတဲ့ဖုန်းတစ်လုံးကိုတွေးတာနဲ့အာသွင်းကြိုးကိုအတင်းဆွဲဖြုတ်လိုက်ပါတယ်ဖုန်းပိုင်ရှင်ကဘာဖြစ်တာလဲလို့ပြောမဲ့ချိန်မှာပဲအမကအော်ဟစ်ဆဲဆိုပြီးပြန်တွန်းလွှတ်လိုက်ပါတယ်ဒါပေမဲ့နောက်ကျသွားပါပြီသူမရဲ့ဖုန်းကအားကုန်ပြီးပိတ်သွားခဲ့ပါပြီဆော့ဝဲပြစ်သွားမှာကိုကြောက်လုံးနဲ့အမကစင်ကြိုင်လန်းတဲကိုအမြန်ပြေးသွားပြီးဖုန်းကိုပြန်အားသွင်းခဲ့ပါတယ်ကံကောင်းစွာနဲ့ဖုန်းကိုပြန်ဖွင့်နိုင်ခဲ့ပါတယ်ဒါပေမဲ့အမမသိလိုက်တာကတော့သူမဟာဒီဆော့ဝဲကိုတဖြည်းဖြည်းဆွဲလန်းလာနေခဲ့တာပါနေ့တိုင်းအလှပြင်ဆော့ဝဲအကြောင်းပဲတွေးပြီးတုံးပြနေခဲ့ပါတယ်ဒီလိုနဲ့ဒီနေ့မှာတော့မန်တဲကသူမရဲ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်မမြင်ချင်လောက်အောင်ကြောက်စရာကောင်းတဲ့ပုံစံတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မို့အတန်းကောင်းဆောင်ရောက်လာပြီးအမကိုမြင်မနေတဲ့အခြေအနေကနေသတိပြန်ဝင်လာအောင်လုပ်ပေးခဲ့ပါတယ်စိတ်တည်ငြိမ်အောင်အမကအိမ်သားတဲကိုတွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းကလေးနှစ်ယောက်ဝင်လာပြီးအမရုတ်တရက်လာသွားတာဟာဖုန်းထဲမှာရှိုးဝက်ချက်တစ်ခုခုရှိလို့ပဲလို့တန်တရားဝင်နေကြပါတယ်မဟုတ်ရင်ဘာလို့ဒီနေ့လုံးဖုန်းကိုပဲကြည့်နေရမှာလဲသူတို့ဖုန်းကိုလူဆက်နေကြရင်ဖုန်းကမြေပေါ်ပြုတ်ကျပြီးအစိတ်စိတ်အမွားမွားကွဲသွားခဲ့ပါတယ်အမကချက်ချင်းပဲထိတ်လန့်သွားပါတယ်မန်တဲကိုကြည့်လိုက်တော့သူမရဲ့မျက်နှာမှာအကွဲရာတွေပေါ်နေသလိုမြင်လာပြီးအော်ဟွရင်အပြင်ကိုပြေးထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့အမဟာစိတ်လုံးဝမနှော့ပါဘူးသူမရဲ့စိတ်ထဲမှာဖုန်းကိုအားသွင်းဖို့ပဲရှိနေခဲ့ပါတယ်ဒါပေမဲ့ဖုန်းကတော့ပြင်မရအောင်ပျက်စီးသွားခဲ့ပြီးပါပြီအတန်းခေါင်းဆောင်တဲ့တခြားသူတွေကအမကိုလက်ရှာလာကြပါတယ်သူတို့အမြင်မှာတော့အမရဲ့မျက်နှာမှာဘာအကွဲရမှမရှိခဲ့ပါဘူးအမကတော့ဒီကြောက်စိတ်ကိုမခံနိုင်တော့ပဲထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ခြေချော်ပြီးမြေပေါ်ကိုလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမရဲ့ရေးစားလည်းရောက်လာပါတယ်အမဟာကျောင်းထဲကလူကြိုက်များဆုံးကောင်လေးနဲ့တွဲနေခဲ့တာကြောင့်တခြားကောင်မလေးတွေအများကြီးဝမ်းကြိုက်နေတဲ့အတွက်အမြဲတမ်းကိုယုံကြည်မှုမရှိခဲ့ပါဘူးဒါကြောင့်လည်းလက်ပြင်စော့ဝဲကိုဘလို့မှမဆုံးလွတ်နိုင်ခဲ့တာပါတကယ်တော့သူမရဲ့ရေးစားကအပြင်ပန်းလောက်ကိုလုံးဝမဆိုင်ပါဘူးစော့ဝဲတုံးခင်ကအမကိုပဲသူတည်ချစ်ခဲ့တာပါစော့ဝဲရပြီးနောက်ပိုင်းအမကတဖြည်းဖြည်းလူတယောက်လိုပြောင်းလဲလာတယ်လို့သူခံစားနေရပါတယ်အချိန်တော်ကြာနှစ်သိမ့်ထောင်းထပ်ပေးပြီးတဲ့နောက်မှာတော့အမကိုတိုင်စော့ဝဲကိုချစ်ပြီးဖို့ဆုံးချစ်လိုက်ပြီးဒီလိုနဲ့ဒီစကားလေးကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်